ကဲအားလုံးတော့ကျွန်တော်မိတ်ဆွေတွေမင်္ဂလာပေါင်းနဲ့ပြည့်စုံတော့ညချမ်းလေးဖြစ်ပါစေအဲ့တော့ဒီနေ့ကျွန်တော်ကြော်စင်ဟိတ်ဖတ်အံကမိတ်ဆွေတို့အတွက်ကိုအကျိုးဖြစ်စေသောအကြောင်းအရာလေးတစ်ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာလေးကကိုယ့်ရဲ့လုပ်ငန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆိုင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်ပဲဖြစ်ဖြစ်အဲ့တော့မြည်သည့်ကိစ္စမျိုးတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းမှန်သမျှကိုယ့်ရဲ့အိမ်မှန်သမျှစုံတိုက်အောက်လန်းတိုက်အဲ့ဒါလိုဟာမျိုးတစ်ခုခုပေါ့နော်အယောင်ဝယ်တွေအသွားအောင်စိတ်ထဲမှာစိတ်ဒိုစရာတွေပူပင်တော့ကတွေအဲ့ဒါလိုဟာမျိုးတွေကြုံအောင်တွေးအောင်တစ်ဖက်လူကကိုယ်မနာလိုတာမျိုးအဲ့ဒါလိုမနာလိုမရှိစိတ်နဲ့ကိုယ့်ရဲ့လုပ်ငန်းကိုနှောက်ယှက်မယ်ဟန်တားမယ်ဖျက်ဆီးမယ်အဲ့ဒါလိုဟာမျိုးပေါ့ဗျာအဲ့တော့အဲ့ဒါလိုဖျက်ဆီးစေတတ်သောအကြောင်းအရာလေးကဘာတွေလဲဆိုလို့ရှိရင်အန်ကျိတ်ဖတောင်ပေါက်မျက်စောင်းတို့စသည်အားဖြင့်အဲ့ဒါလိုဟာမျိုးတွေကလည်းဘဝမှာတစ်ခါကြလို့ရှိရင်ထိတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့တချို့နားမလဲတဲ့လူတွေကမသိဘူးဖတောင်ပေါက်တယ်အန်ကျိတ်တယ်မျက်စောင်းထိုးတယ်အဲ့ဒါတွေကလည်းလူတဦးတယောက်ကိုဒုက္ခရောက်စေတဲ့အထဲမှာပြူစားတဲ့အထဲမှာပါတယ်ဗျမကျင်တတ်လို့မျက်စောင်းထိုးတယ်အဲ့မျက်စောင်းထိုးတာလည်းပြူစားခြင်းတစ်မျိုးပဲအန်ကျိတ်တယ်ဒေါသထွက်လို့ဟိုနင်းပေါ့ဗျာသူ့ရဲ့စိတ်တိုင်းကြမဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်အန်ကျိတ်ဖနှောင်းပေါက်မျက်စောင်းထိုးစသည်အပြင်တောက်ခေါက်အဲ့ဒါလိုဟာမျိုးတွေကလည်းတစ်ဖက်လူကိုဒုက္ခရောက်စေတယ်အဲ့တော့ကိုယ့်ကိုအဲ့ဒါမျိုးအလောက်ခံထားတဲ့ဇရွေးနဲ့ပြစ်ထားတို့ဇရွေးထွေးတာတို့အဲ့ဒါလိုဟာမျိုးတွေမှာဒါတွေကလည်းသူကမျက်ွယ်သွားအောင်လှုပ်ထားတို့ဥပမာဒီဆိုင်အစတော့ကလူတွေအရန်စီနေတယ်အခုဒီချိန်ကြမှာလုံးဝလေအရင်တော့ဆိုလို့ရှိရင်ကိုမိသားစုလေးတွေချစ်ခင်ပျော်ပျော်ရွှင်ရွှင်ရှိတယ်အခုဒီရပိုင်းကြမှာမိသားစုတွေစိတ်ဝင်ပွဲတယ်ရန်တွေလည်းခဏခဏဖြစ်တယ်အိမ်မှာလည်းလက်လာပါတွေပိတ်တယ်အဲ့လိုမျိုးအဲ့တော့ဒါမှမဟုတ်ဘူးကုမ္ပဏီကြီးတွေမှာဟာဟိုကဖြစ်လိုက်ဒီကဖြစ်လိုက်ဟိုတပည့်ရတစ်မျိုးဒီအလုံသမားတစ်မျိုးအဲ့လိုဟာမျိုးအမျိုးအဖုံဖုံစိတ်ညစ်စရာတွေကိုယ့်ရဲ့လုပ်ငန်းမှာကြုံတွေ့ခဲ့ပြီဆိုလို့ရှိရင်မတင်ငါဘူးအခုစိတ်ထဲမှာလည်းပေါ့နော်အဲ့လိုမျိုးမသင်္ကာမကင်းဖြစ်တဲ့အချိန်ကာမျိုးတွေမှာတပွဲတို့ပညာပေါ့တပွဲတို့ပညာဆိုတာကချက်ချင်းဒီနေ့တနေ့တာမှာချက်ချင်းမကောင်းသောအညံ့ခိုက်တွေကိုတံပြန်ကာကွယ်စေသောလုံပုံလုံလေးလေးကြောင့်ကျွန်တော်ပြောပြပေးပါမယ်အဲ့ဒီလိုလုံရမှာကဖျောင်းနိုင်3တိုင်လိုပါတယ်ဖျောင်းနိုင်3တိုင်ကမြည်သည့်ဘာသာဝင်မဆိုလုံလို့ရတဲ့နည်းလေးပါပဲအဲ့တော့ခရစ်ယာန်ပဲဖြစ်ဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်အဲ့တော့မြည်သည့်လူမျိုးဖြစ်နေပလိစေဖျောင်းနိုင်3တိုင်လိုတယ်ဖျောင်းနိုင်3တိုင်ကအကြီးမလို့တိတိဆိုရပြီဒီလောက်အရွယ်လေးဆို3တိုင်အဲ့ဒီ3တိုင်ကကျွန်တော်အခုဇောက်ထိုးကင်ထားတယ်နော်အဲ့ဒါလိုပဲကိုယ့်ရဲ့အိမ်ရှိဆိုင်ရှိမှာဇောက်ထိုးဆိုင်လိုက်ဖျောင်းနိုင်3တိုင်ကိုဇောက်ထိုးဆိုင်လဲပြီးတော့ဒီဖင်ဘက်မှာဒါဖင်ခေါ်တယ်အောက်ကခေါင်းခေါ်တယ်အဲ့ဒါလိုမျိုးဇောက်ထိုးဆိုင်3တိုင်ဆိုင်3တိုင်တစ်ခုနဲ့တစ်ခုနည်းနည်းလေးချဲထားပါတော့ချဲပြီးတော့3တိုင်စိုက်ပြီးတော့ဒီဖင်ဘက်ကနေပြီးတော့မီးညှိပြီးထွန်းလိုက်လို့ရှင်အဲ့ဒီအိမ်အဲ့ဒီဆိုင်အဲ့ဒီကုမ္ပဏီအဲ့ဒီအလုပ်မြည်သည့်လုပ်ငန်းပဲလုပ်လို့နော်အလုပ်မှန်သမျှအဲ့ဒါမျိုးတွေတစ်ခါကြာလို့ရှင်သူကကြုံတွေ့ရတတ်တယ်လူချင်းကတော့စိန်ခေါ်ပြီးတော့ထိုးလို့ရတာပေါ့ဗျာအဲ့တော့အဲ့လိုပညာမျိုးတွေနဲ့လှုပ်ထားလို့ရှင်ဒီလိုမျိုးမလုတ်တတ်ဘူးဟေ့ဆိုလို့ရှိရင်ကို့မှာဖြည့်ရှင်းရခက်တတ်တယ်။ तू ကဘယ်နှစ်ရက်လှုပ်သွားမှမသိဘူးเนาะအဲ့လိုမျိုးကို့ကိုမကောင်းကြံသွားလို့ရှိရင်ကို့မှာဒုက္ခရောက်တာမျိုးဖြစ်တတ်တယ်။အဲ့တော့အလုတ်လှုပ်တဲ့လူဖို့ကတော့အချိန်တိုင်းတန်ဖို့ရှိတယ်။ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်မနေ့9နာရီရနေပြီးတော့ည9နာရီထိအောင်အချိန်တိုင်းမှာတန်ဖို့ရှိတယ်။အချိန်တိုင်းမှာငွေဝင်အောင်ကျွန်တော်တို့ကြိုးစားတယ်။အချိန်တိုင်းမှာအဆင်ပြေအောင်ကျွန်တော်တို့လုပ်ရတယ်။အဲ့တော့ကျွန်တော်တို့လိုမျိုးဘေးရင်ဟောကန်းနေမှာလူမဝင်တော့ဘူးဟိုမှာအရင်တော့လူတွေအုံထနေအောင်စီးနေတယ်အခုဒီရက်ပိုင်းမှာဘာတွေဖြစ်မှန်းမသိဘူးဒီလိုမျိုးစသည်အားဖြင့်ပေါ့ဗျာဒါကဘေးရင်ဆိုင်နဲ့ပတ်သက်တဲ့အလုပ်အဲ့တော့တခြားထမင်းဆိုင်တွေနဲ့ပတ်သက်ပြီးစားတောက်ဆိုင်တွေနဲ့ပတ်သက်ပြီးအဲ့လိုဟာမျိုးစပွဲတို့ကမချင်မငံဆက်ဆံလိုက်လို့မန်နေဂျာကမချင်မငံဆက်ဆံလိုက်လို့စားသုံးတဲ့သူမှာတချို့ဝင်းတွင်းဆိုတဲ့အောက်လန်းပညာတွေသူတို့တက်ကြတယ်ဝင်းတွင်းပါဆိုတဲ့ဟာမျိုးဖြစ်ကြတချို့ကလည်း
သူတို့တမင်သက်သက်တင်ထားတဲ့အောက်လန်းနေအဲ့ဒါလိုဟာမျိုးတွေရှိကြတယ်အဲ့ဒါလိုပုံကူမျိုးနဲ့သွားတွေ့ပြီဆိုလို့ရှိရင် तू ကမကျင်တတ်ဘူး तू ကနေ့ဆိုင်ဒီချင်းနဲ့စတင်ပြီးအယောင်းဝယ်ကြစီငါ့ကိုစိတ်ဒုက္ခပေးတဲ့အတွက်ကြောင့်ဒီချင်းနဲ့စတင်ဘဝပြည့်စေဆိုပြီးအဲ့ဒါမျိုးပြောခဲ့လို့ရှိရင်ကို့မှာဒုက္ခရောက်တတ်တယ်ဒါက तू ကနှုတ်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နှုတ်ဆက်ရှာဆက်ရှိတဲ့လူပေါ့ဗျာအာဆက်ရှာဆက်ရှိတဲ့လူကအဲ့တိုင်းတူတယောက်ကပြောမိလို့ရှိရင်သူတော်စင်ကိုပြင်မာမိရင်လည်းကို့မှာဒုက္ခရောက်တတ်တယ်နော်အဲ့တော့သူရုပ်မှာဟိုပြင်မာတာမဟုတ်ဘူးနော်သူတော်စင်ကို तू ကသူတော်စင်မှန်းမသိဘူးသူတော်ကောင်းမှန်းလည်းမသိဘူးအဲ့ဒါကိုကအထင်မြင်လွဲပြီးတော့သူ့ကိုစော်ကားမော်ကလှုပ်မိလို့ရှိရင်လည်းဒုက္ခရောက်တတ်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အချိန်တိုင်းမှာတန်ဖိုးရှိတဲ့နီးလေးပါပဲနော်အချိန်တိုင်းမှာတန်ဖိုးရှိအောင်လုပ်တဲ့နီးလေးအဲ့တော့ကိုကအချိန်နဲ့အခါနဲ့တိပြီးငါဒီနေ့တနေ့တာမှာဒီဖြောင်းနိုင်လေးကိုဒီမနေ့ပိုင်းထွန်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါတနေ့တာလုံးအဆင်ပြေသွားပြီအဲ့ဒါလေးကိုထွန်းပြအောင်ထွန်းပါနော်အဲ့ဒီနီးလေးကိုကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်ရဲ့ပြည်တက်ကိုကျွန်တော်ပေးဘူးတယ်ကျွန်တော်လည်းတစ်ခါအဲ့ဒါမျိုးလုပ်ရတယ်ထွန်းရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကမထင်သလိုပြောတတ်တဲ့ကျွန်တော်အကျင့်လေးရှိတယ်နော်တချို့ဆိုလို့ရှိရင်အရေးရှင်မောင်းထုတ်လိုက်တဲ့ဟာမျိုးတွေရှိတယ်မဟုတ်ဘူးကွာမင်းဘယ်လောက်ပေးဒီလိုဟာမျိုးစော်ကားတာမျိုးကျွန်တော်ဘက်ကနေပြီးတော့ပြည်တက်ကိုစော်ကားတာမျိုးရှိတယ်တခါကြလို့ရှိရင်ငမူးသမားတွေပါလေလာတယ်ဘေဒင်ဟောကနေဝင်လာတယ်အဲ့ဒါဆိုလာအောင်ရှေ့တနေ့တူအဆောင်လေးပေးမလို့ဆိုပြီးအဲ့ဒါလိုခေါ်ရှေ့တူအဆောင်လေးပေးမလို့လာဒီနာရှေ့တူဆိုပြီးတော့ခေါ်ပြီးတော့ဂုတ်ကိုဆွဲပြီးဂွမ်းကနေဆိုနှစ်ဖူးနဲ့အဲ့ခုံနဲ့ကျွန်တော်ဖိတ်ဆောင်ခဲ့တာမျိုးတွေကြုံခဲ့ဘူးတယ်အဲ့ဒါလိုမျိုးပေါ့ဗျာကိုယ်စော်ကားလာလို့ရှိရင်ချက်ချင်းကျွန်တော်ကလှုပ်တတ်တဲ့အကျင့်ရှိတယ်အဲ့လိုလက်ရင်တဲ့အကျင့်လေးရှိတယ်စောင့်မြင်ကတ်လို့ရှိရင်လဲကျွန်တော်ဆိုင်ကယ်တွေပါနေမောင်းတယ်ကားတွေပါနေမောင်းရင်ကိုယ်နည်းနည်းလေးလှုပ်သွားတာနဲ့အောင်းတယ်မောင်းလိုက်ပြီးတော့ရှေ့ကနေကတ်လိုက်ပြဘတ်ဆိုရိုက်ပြီးအောင်ဆင်းခဲ့လားမင်းဘာဆောက်ကျိုးချိုးတာလဲမင်းငါ့ကိုဘယ်လိုလှုပ်သွားလဲအဲ့ဒါမျိုးကျွန်တော်ကဒဲရှင်းတဲ့အကောင်အဲ့ဒါဆွဲချတွေ့တာနဲ့ထုရိုက်အဲ့ဒါမျိုးလှုပ်တတ်တဲ့အကျင့်ရှိတယ်ဒါကကျွန်တော်ရဲ့မကောင်းသောဗီဇခွင့်လွှတ်လိုက်ပေါ့သွားလို့စီဩ तू လဲသူ့မှာဘာအဆင်မပြေလဲမသိဘူးငါလူကြီးပဲခွင့်လွှတ်လိုက်အဲ့ဒါမျိုးမရှိဘူးပေါ့နော်လက်တလုံးမှာအဲ့ဒါမျိုးလှုပ်ထရှိတဲ့အကျင့်လေးကမကောင်းဘူးအဲ့တော့အဲ့လိုဟာမျိုးကျွန်တော်လှုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကိုလည်း तू ကပြန်ပြီးတော့ချိန်ဆဲမှာပေါ့နော်ဒီလူဘာဖြစ်ပါသေးရှေ့ရောက်ရင်ဘာဖြစ်ပါသေးဒီလိုဟာမျိုးတွေချိန်မှာပေါ့အဲ့တော့ကျွန်တော်ဆိုင်ကိုအဲ့ဒါမျိုးချိန်သွားတာတွေရှိတယ်ကျွန်တော်ကတစ်ခါတည်းကြားလို့ရှိရင်သွားခြင်းရသွားတယ်ဆိုင်မှာဖွင့်နေတဲ့အချိန်မှာတစ်ခါတလေဖွင့်တယ်အဲ့ဒါလို့ဖွင့်တဲ့အချိန်မှာအနေနဲ့ရက်ကလာတဲ့ပြည်သက်ကတစ်ခါကြားလို့ရှိရင်ကျွန်တော်ကိုစောင့်တယ်တွေ့မသွားဘူးဟိုတလောကဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကာညာနာရုံသွားတယ်ဆိုင်ကယ်လိုင်စင်လုပ်ဖို့ကိစ္စတွေအဲ့ဒါလို့ဟာမျိုးတွေအရေးကြီးလို့သွားတယ်နောက်ပြီးတော့ရှင်ဟိုတောင်ကလေးထီအောင်အဝေးကြီးကျွန်တော်သွားတာပေါ့နော်အဲ့ဒါလို့မို့ဆိုင်ကယ်မောင်းနေနေဘူးကျတဲ့ကြီးမှာသူတို့ကဖုန်းခေါ်တယ်ကျွန်တော်ကဖုန်းမကင်ဘူးအဲ့ဒါလို့ဟာမျိုးကင်လို့မရဘူးလေဆိုင်ကယ်မောင်းနေတဲ့အချိန်မှာကျွန်တော်ဘိန်းကြီးကလပ်ဘိန်းဂျင်းကြက်ကလပ်အကျက်တဲကြုံတဲ့အခါမျိုးရကျွန်တော်ဖုန်းမကင်ဘူးအန်ရများတာပေါ့နော်ဆိုင်ကယ်မောင်းရင်ကားမောင်းရင်အဲ့ဒီလိုအချိန်ကမျိုးတွေမှာသူတို့ကနားမလဲဘူးဆိုင်ကိုရောက်လာတယ်ဟာဘယ်သွားလဲကြော်စင်ဟိန်းဆရာဘယ်သွားလဲကျွန်တော်ဆိုင်မှာရှိတဲ့လူတွေကလည်းမသိဘူးလေအဲ့ဒီအကျိုးအကြောင်းတွေကျွန်တော်မှပြောမှမထားတာအဲ့တော့ပြန်သွားကြတယ်စိတ်ဆိုးမှန်ဆိုးနဲ့เนาะအဲ့ဒါလိုဟာမျိုးတွေလည်းရှိတာပေါ့တချို့ဆိုလို့ရှိရင်အဲ့ဒါလိုမျိုးတွေလည်းဂျုံရတယ်အဲ့တော့ကိုယ်ဆိုင်ကိုအဲ့ဒါမျိုးလှုပ်သွားမယ်ဇရွေးနဲ့ထွေးသွားမယ်ဖနှောင်းပေါက်သွားမယ်မသားသိချင်းဆိုငါတို့ကအဝေးကြီးကလာတာဒီလိုဟာမျိုးတွေပေါ့နော်ချိန်ဆသွားတာမျိုးတွေရှိတယ်အဲ့ဒါလိုမျိုးဘသူပဲဘာလှုပ်နော်အဲ့တော့ရီမန်းတွေပါလေမမန်းတတ်ဘူးကျန်တဲ့တိုင်မြတ်စမတွေပါလေမဆွဲတတ်ဘူးဆိုလို့ရှိရင်ဖျောင်းနိုင်သုံးနိုင်ကိုယ့်ရဲ့ကုမ္ပဏီရှိပဲဖြစ်ကိုယ့်ရဲ့လုပ်ငန်းပဲဖြစ်ချိုက်တဲ့လုပ်ငန်းဖြစ်နေလို့စေကိုယ့်ရဲ့အိမ်ပဲဖြစ်ဖျောင်းနိုင်သုံးနိုင်ကိုအိမ်ရှိမှာတမန်တလဲမှာချပြီးတော့ထွန်းပါအင်ရှိမျက်နှာသာမှာချပြီးတော့ထွန်းပါတောရွာမှာနေတဲ့သူတွေကလည်းမြေကြီးမှာချပြီးထွန်းပါနော်အဲ့ဒါလို့ထွန်းလိုက်တာနဲ့အဲ့မကောင်းသောအညံ့ခိုက်တွေအားလုံးပြေပြောက်ပါတဲ့ဗျာကဲအဲ့ဒါလေးကကျွန်တော်လာပြီးတော့ပြောပြတာပါနော်အဲ့တော့ကျွန်တော်လူမျိုးမမိုက်ရိုင်းပါနဲ့နော်အားလုံးနဲ့အဆင်ပြေဆက်ဆံပါအဲ့တော့ကျွန်တော်ကတော့နည်းနည်းလေးတော့ရိုင်းနေဆိုတာလဲကျွန်တော်ကျင်လေရတဲ့ဘဝကလူဆိုးတွေနဲ့များတာကိုဗျာနော်လူဆိုးတွေနဲ့များတယ်နောက်ပြီးတော့လူဆိုးဆိုတဲ့အမျိုးက
လူဆိုးတွေနဲ့များစုံခဲ့တယ်ဂျုံခဲ့တယ်လူမိုက်တွေနဲ့ဆက်ဆံခဲ့ရတယ်အဲ့လိုဟာမျိုးဆက်ဆံခဲ့ရတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်နားလည်ခွင့်လုပ်ပေးပါအဲ့တော့ကျွန်တော်ရဲ့ဘဝမှာအင်မတန်ကြမ်းတမ်းတယ်အင်မတန်ခက်ခဲတယ်အဲ့ဒီအတွက်ကြောင့်လူမိုက်တို့မြည်ဒီမှာလူမိုက်လို့ဆက်ဆံမှလူမိုက်ကကြောက်တယ်လူရင်ကြီးကတော့လူရင်ကြီးလို့ဆက်ဆံပေးရင်လူရင်ကြီးကအဆင်ပြေတယ်နော်အဲ့တော့ဒေါနဲ့မောနဲ့လာတဲ့လူကိုတတ်မဲ့သူကိုသွားပြီးတရားဟောလို့မရဘူးသူ့အရင်ဝမ်းကနေဆိုလှုပ်ထားမှအဲ့ဒီလူကဖြုံသွားတယ်နော်အဲ့ဒါလိုဟာမျိုးရှိတယ်ပေါ့နော်အဲ့တော့လူမိုက်ကိုစီကိုလာပြီးလူမိုက်ပေါ့နော်လူမိုက်တယောက်လာပြီးဆိုလို့ရှိရင်ဥကင်အောင်လှဲထားလိုက်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူမိုက်ကိုနိုင်မယ်အဲ့ဒီလူမိုက်ကိုသွားပြီးတော့မြစ်တာဒီလိုလက်ကလေးဒီလိုပြပြီးတော့မြစ်တာသွားပြီးတော့အကြောင်းဟောလို့မရဘူး तू ကစော်သွားမှာဥကင်အောင်နော်အဲ့တော့လှုပ်เสียရှိရင်ကိုယ့်ဘက်ကလက်ဦးမှုရအောင်လုပ်မယ်အဲ့တော့သူတော်စင်ဆိုလို့ရှိရင်တော့သူတော်စင်နဲ့ပတ်သက်တဲ့တရားကိုဟောမှာပေါ့အဲ့တော့သူယုံမှာဆိုလို့ရှိရင်တော့သူယုံမှာနဲ့တန်ရကိုလောက်ရမယ်အဲ့တော့ခွေးယူနဲ့ခွေးကောင်းနဲ့လောကမှာရှိတယ်ခွေးယူတကောင်ကကိုယ့်စီတန်တန်မမပြေးလာပြီဆိုလို့ရှိရင်အဲ့ဒီခွေးကိုသွားပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်သွားပြီးလှုပ်လို့မရဘူးမျက်နှာကြိုသွေးလို့လည်းမရဘူး तू ကခွေးယူလေကြိုက်ဖို့လာတာအဲ့တော့မိရဒုံနဲ့နှံတော့အဲ့ဒါ तू អော်ပြီးဂိမ်းဆိုអော်ပြီးတော့ပြေးသွားပြီဆိုလို့ရှိရင်ဒါကိုယ်ဒုက္ခမပေးတော့ဘူးเนาะအဲ့တော့ဒါခွေးယူဆိုရင်တော့အဲ့တိုင်းလောက်ရမှာခွေးကောင်းဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးလေเนาะအဲ့ဒါလိုမျိုးတစ်ခါလောကကြီးမှာအဲ့ဒါလိုဟာမျိုးတွေကြုံရတတ်တယ်เนาะကဲအဲ့ဒါလေးကျွန်တော်လာပြောတာပါကျွန်တော်ကြော်စင်းဖန်ပါเนาะကျွန်တော်မိတ်ဆွေတွေအားလုံးချမ်းသာကိုယ်စိတ်မြဲပါစေဘေးဥပန်အန္တရာယ်တွေလည်းကင်းရှင်းပါစေငွေကြေးလက်လာပါတွေလည်းရှင်လန်းပါစေเนาะအတိုက်ခံတွေအားလုံးလည်းကင်းပါစေเนาะဟုတ်ကဲ့ပါမေဖူးကထောက်ခံတယ်အမဲတမဲအိမ်လေကားထွန်ရမလားအိမ်ရှိမှထွန်ရမလားကြိုက်တဲ့နေရာထွန်ရတယ်เนาะအိမ်ရှိမျက်နှာစာဆိုရတယ်ဖျားစင်ပေါ်မှာထွန်ရတဲ့ဥစ္စာမဟုတ်ဘူးเนาะမုံမြတ်တဲ့နေရာမှာထွန်းရတာမဟုတ်ဘူးအိမ်ရှိမျက်နှာစာမှာထွန်းမြေကြီးမှာချထွန်းတမန်တလင်းရှိတမန်တလင်းမှာချထွန်းခြံစည်းရိုးရှိရင်ခြံစည်းရိုးအောက်ခြေမှာထွန်းအိုက်တိုင်းလုပ်ပါနော်အဲ့ဒါလေးမှတ်သားထားပါကိုမဖြစ်ဘူးတဦးတယောက်ကကိုနဲ့ကျေးဇူးရှိတဲ့လူတွေကျေးဇူးရှိတဲ့လူတွေကိုကြွေးမွေးစောင့်ရှောက်တဲ့သူတွေကူညီခဲ့တဲ့သူတွေတလုံစားဖို့သူကျေးဇူးအဲ့ဒါလိုဟာမဟုတ်ကူညီခဲ့တဲ့သူတွေအခက်အခဲရှိနေလဲအဲ့ဒီနည်းလေးကိုပြောပြလိုက်ဖန်ကနှာခေါင်းကြီးဒေါသကြီးနဖူးပြောင်အဲ့ဒါလိုမျိုးရုပ်ရည်ရှိသောပေရင်ဆရာငါတို့အဲ့တိုင်းပြောပြဘူးတယ်ကွာအဲ့တော့မင်းဟာလေးလည်းအစဉ်ပြေမပြေအချင်းကြီးတော့မရှိဘူးဖျောင်းနိုင်သုံးနိုင်တော့ရင်းရမယ်ကွာအဲ့တိုင်းလေးထွန်းကြည့်ပါလားအဲ့ဒါပေါ့နော်အဲ့တော့သူ့အတွက်အစဉ်ပြေသွားရင်ဒါဝမ်းသာတာပေါ့ဘာကြောင့်လဲဆိုလို့ရှိရင်သူ့အလုပ်ကလေးအစဉ်ပြေသွားရင်သူ့နောက်မှာမိခိုနေတဲ့မိသားစုတွေရှိတယ်အဲ့ဒီအတွက်ကြောင့်သူ့အစဉ်ပြေပါစေနော်အဲ့ဒါလိုမျိုးစိတ်ဆန္ဒလေးနဲ့ကူညီလိုက်ကြရင်မကောင်းဘူးလားဗျာကဲကျွန်တော်မိတ်ဆွေတွေအားလုံးမင်္ဂလာပါနော်